မင်္ဂလာပါခင်ဗျာအခုတစ်ခေါက် YouTube content လေးမှာတော့ကျွန်တော်တို့မြန်မာ game လောကရဲ့အားကိုးရတဲ့ Yangon Galacticos YG အသင်းက Romeo နဲ့ Manet တို့အကြောင်းကိုတိဆက်ပေးတော့မှာဖြစ်ပါတယ်သူတို့နှစ်ဦးဟာလာမဲ့ C Esports Nations Cup Vietnam မြေပေါ်မှာမြန်မာအလံကိုလွင့်တင်ဖို့အသင့်ဖြစ်နေပါပြီ Romeo YG ရဲ့ Romeo လို့ပြောလိုက်ရင်သူ့ရဲ့တည်ငြိမ်တဲ့ဆော့ကစားပုံနဲ့တိကျတဲ့ပြစ်ခတ်မှုတွေကိုအရင်ဆုံးပြေးမြင်မိကြမှာပါသူဟာအသေးအသွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးပွဲဖတ်နိုင်စွမ်း game sense မြင်မာသူဦးလည်းဖြစ်ပါတယ်။ PR ဒီကြားထဲမှာတောင်အမားနန်းနဲ့အကောင်းဆုံးတုံ့ပြန်နိုင်စွမ်းရှိလာကြောင်းအခု Vietnam ပွဲမှာလည်း Romeo ရဲ့လက်စွမ်းကိုပရိသတ်တွေကအထူးစောင့်ကြည့်နေကြတာပါ။မာနက်ကတော့လင်းမြန်ဖြတ်လက်တဲ့ကစားကွက်တွေနဲ့အတူရန်သူတွေကိုအမြဲတမ်းဒုက္ခပေးလေရှိသူပါ။ Romeo နဲ့တွဲဖက်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ duo competition ဟာတကယ်ကိုကြောက်စရာကောင်းတဲ့အင်အားတစ်ခုဖြစ်လာပါတယ်။မာနက်ရဲ့ရဲရဲနဲ့ဆုံးဖြတ်ချက်တွေနဲ့ထင်းမွက်ကောင်းမွန်မှုတွေဟာ YG အသင်းကိုအောင်မြင်မှုတွေအများကြီးတည်ဆောင်ပေးပြီးသားဖြစ်ပါတယ်။ဒီတစ်ခေါက် C Esports Nations Cup မှာတော့အရှေ့တောင်အာရှကထိပ်သီးဒူအိုတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့စိန်ခေါ်မှုတွေကတော့ကြီးမားနေမှာအသေးကြပါပဲ။ဒါပေမဲ့ YG ရဲ့ဒီညီအကိုနှစ်ဦးဟာအချင်းချင်းနားလည်မှုအပြည့်ရှိသလိုပြည်တွင်းရောပြည်ပပွဲတွေမှာပါအတွေ့အကြုံရင့်ကျက်ပြီးသားသူတွေဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့အဓိကအားသာချက်ကတော့တယောက်ကိုတယောက်ဝိုင်းဝန်းပံ့ပိုးပေးနိုင်တဲ့စင်နယ်ကြီးပဲဖြစ်ပါတယ်။ Romeo ကအဝေးကနေ cover ပေးနေချိန်မှာမာနက်ကအနီးကဝင်ရောက်တိုက်ခိုက်တာမျိုးတွေကသူတို့ရဲ့အမှတ်အသားတစ်ခုပါပဲ။ကဲမြန်မာပြည်က PUBG Mobile ပရိသတ်တွေအနေနဲ့လည်းကျွန်တော်တို့ရဲ့ YG Romeo နဲ့မာနက်တို့ Vietnam မှာအောင်မြင်မှုတွေသိမ်းပိုက်နိုင်ဖို့အတွက်အပေးကြဖို့တိုက်တွန်းချင်ပါတယ်။သူတို့နှစ်ယောက်ရဲ့ကစားကွက်တွေအပြင်နောက်ထပ် e-sports သတင်းတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။အားလုံးပဲကံကောင်းပါစေ။ Good luck YG